ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါနော်ကျွန်တော်ချင်းမိတ်ဆွေဒီတစ်ပတ်တော့ကျွန်တော်တို့ဒါ၄နှစ်ကိုနဲ့ကျွန်တော်တို့ခံလိုက်ရတော့နော်ကျွန်တော်ပြခဲ့တဲ့ဒီစနစ်က file 1မှာပေါ့နော် file 1မှာဒီစနစ်ကသူကလွတ်သွားတာနော်ဒီမှာ၄ဒီမှာ9ဒီမှာ9နှလုံး၃လုံးမှာနှလုံးဝင်တစ်လုံးမှာမောင်းအောင်မှာတစ်လုံးဝင်16ကတည်တော့နော်ဒီလေး9ကနှလုံးလုံးဒီကီးကနှလုံးလုံးဝင်သွားတော့နော်နှလုံးလုံးပါသွားတယ် break ကလည်းကျွန်တော်တို့65 3 break ဇောင်းနှလုံးပေါင်းချင်း6ဒူဝင်းရှောင်း5ရဲ့ပါ3 65 3 break က3 break အောင်လားနော်3 break အောင်တယ်ဒါပေမဲ့ကျွန်တော်ပြီးခဲ့တဲ့ကဏ္ဍက4နှစ်9ဖြစ်သွားတယ်နော်5 break 3 break 5 break ဒီလေးကပဲကျွန်တော်ကအဓိက main ထိုးရလို့ပြောခဲ့တာပေါ့နော်ကျွန်တော်member သမားတွေလည်းဒီ4နှစ်9နဲ့ပဲကျွန်တော်တို့ဒါကြံခဲ့တာပေါ့နော်ဟုတ်ကဲ့ဒီစနစ်ကဒီ15ချိန်ထွက်ပြီးမှကျွန်တော်တို့ဒါ16ချိန်ကြာမှ16ချိန်ကြာရင်ပြန်လာမယ်စနစ်ပေါ့နော်16ချိန်မှာဒါဒီစနစ်ကိုကျွန်တော်တို့ဒါပြမှာဖြစ်ပါတယ်အခုပြမယ်ဒီ file 1ကတော်တော်လေးအရေးကြီးတယ်ပေါ့နော်။အရေးကြီးလဲဆိုတော့မိတ်ဆွေတို့လည်းသိမှာပါနော်။ကျွန်တော်တို့ဒီမှာ954တရက်9လတော့နော်။ကျွန်တော်တို့954ထွက်သွားတယ်49ထွက်သွားပါနော်။ကျွန်တော်ပြီးတာ954တွဲပိုင်တယ်ကျွန်တော် series ဆွဲခိုင်းတာပေါ့နော်။အဲ့မှာ break က385 break ဒီမှာ10 break တို့ကျွန်တော်တို့အောင်လာတာ။အဲ့စနစ်နှစ်ချိန်စက်အောင်တယ်နော်။38ခွန်မှာလည်းဒီစနစ်နဲ့ပဲကျွန်တော်8ခွန်တွဲပိုင်ပေးတယ် series ဆွဲခိုင်းတယ်38ခွန်ထွက်တယ်ဒဲမရကြဘူးเนาะကျွန်တော်လည်းပေးတာတော့ဒဲမဝင်ဘူးเนาะသူကပက်လက်ပဲထွက်သွားเนาะမိတ်ဆွေတို့အဲ့ဒါသတိထားစီကြပါလားဒီစနစ်ကအခု495ပြီးသွားပြီကျွန်တော်တို့ဒီမှာ495ပြီးသွားပြီပြီးရင်2တက်4ထွက်တယ်499ထွက်တယ်တော့နှစ်ကြိမ်ဆင်းပြီးသွားပြီဆိုတော့ဒီအပင်မှာလာပြီဗျာဒီစနစ်ကဒီအပင်ကိုဆက်လာပြီဆိုတော့ကျွန်တော်တို့ဒါရေးကြည့်တဲ့ site ပါတော့ဒီစနစ်နဲ့ဒီဘက်မှာကျွန်တော်ကဆက်အောင်မယ်လို့ကျွန်တော်ယူဆတာတယ် sorry ဘာဖြစ်လို့ယူဆလဲဆိုရင်ကျွန်တော်တွက်နီးအရာကြည့်လိုက်တာပေါ့နော်တွက်နီးအရာကြည့်တယ်ပေါ့နော်တွက်နီးအရာကြည့်ရဒီစနစ်ကဆက်အလုံးလုံးမယ်ဆက်ပြီးအောင်မယ်မိတ်ဆွေတို့ပေါအောင်ထိုးဖို့ပဲရေးကြည့်တယ်ပေါ့နော်ပေါအောင်ထိုးပဲရေးကြည့်တယ်ကျွန်တော်ဒီစနစ်နဲ့ကျွန်တော်တီချာလေးချုပ်ထားတာမမလေးတော့ရှယ်ပဲဗျာဒီပါတော့နော်ကျွန်တော်မမဝင်နေအားလုံးကိုဒီတစ်ပတ်မှာနည်းလေးကျွန်တော်တင်ထိုးစေချင်ပါတယ်နော်ကျွန်တော်ဒါဒီဗီဒီယိုဖိုင်နဲ့နေပြီးတော့ကျွန်တော်ပြောရပါတယ်နော်မမဝင်နေဒီပတ်ပေါ်ဒီပတ်15ကျတော်တော်လေးကိုကျွန်တော်တို့ကောင်းတဲ့ချိန်ကြီးဖြစ်ပါတယ်နော်ကောင်းတဲ့ခွင့်ပါနော်ဟုတ်ကဲ့မမဝင်ခြင်းနဲ့မိတ်ဆွေလည်းစောစီကျွန်တော်တို့ဒါလာပြီးဖိုင်ဘာမှာအဲ့ဒါလို့ကြပြီပေါ့နော်ဒီချိန်စာဝင်မဲ့မိတ်ဆွေတွေရောပါတယ်ဟုတ်ကဲ့အဲ့ဆိုရင်ကျွန်တော်ဟိုစာပြီးတော့တက်သွင်းမှာနော်စာပြီးပြပေးမယ်ကျွန်တော်ကဒီမှာလို့နော်665ပဲနဲ့ကျွန်တော်စာပြီးမှပြတော့ပေါ့နော်ကျွန်တော်ဒီ696ပဲစာပြီးပြလိုက်တော့ဒီမှာအကျင့်ရအများကြီးပဲနော်696စာပြတော့အကျင့်ရတော်များပါဟဲ့ပြီဒီ6နဲ့9နဲ့ပေါ့နော်နှလုံးပေါင်းကြီး9ဟာအဲ့ဒီ9ကလုံးပဲကျွန်တော်တို့9ခုတပွင့်တူရင်ကျွန်တော်9 6တွဲနော်9ကိုတပွင့်ရှော့မယ်ပြင်ကျွန်တော်တို့9 4တွဲ9 4 5 6တွဲ9 4 5 6တွဲအဲ့ဒီမှာပါတော့နန်းထွက်1 4 5ဆို4 5တွဲထွက်တာ4 5တွဲထွက်တာ4 5တွဲထားတာဟုတ်အဲ့ဘောတပင်ကျွန်တော်ကြံခဲ့တယ်ဗောနော်9 10အဲ့ပင်လေးကကျွန်တော်ထဲမှာထပ်ပြလို့ရပါဗောနော် အပင်လေးပဲထဲမှာကျွန်တော်နောက်တဲ့ကြီးတွေဆိုထပ်ပြတယ်
ဒီနှလုံးပေါင်းကြီးငါဒုပင်းရှော့အဲ့ဒါတွဲပဲလုံးဝပိုင်းတွဲပဲနော်လုံးဝပိုင်းတွဲပဲအဲ့ဒီမှာဒီသုံးလုံးပေါင်းချင်း၄အဲ့ဒီ၄နဲ့ဒီ9ခါနဲ့လမ်းပါဘာရဒီသုံးလုံးပေါင်းချင်း၄နဲ့9ခါနဲ့ပုံပါရ3အဲ့မှာ3နဲ့ခန့်5ကီတစ်လုံးထိရဒီမှာ5ကီ5လုံးထိတာတော့ကြောင့်ဒီစနစ်ကဒီ5ကီတွဲရအောင်အဲကျွန်တော် user ချက်ပါနော်ပြီးရင်ကျွန်တော်ခါလေးပြီးပြတာနော်ပြီးရင်ဒီဇောင်းနှလုံးပေါင်းချင်းဟာဒီဇောင်းနှလုံးပေါင်းချင်းက4လေးနှစ်ခန့်နဲ့အထက်ချင်လေးနှစ်ခန့်နဲ့လေးနှစ်ကြီးရတယ်ထိရဒါဆိုရင်ကျွန်တော်တို့ကဒီ5လေးတွဲကလုံးဝအပိုင်လုံးဝအပိုင်တယ်ကျွန်တော်ဒါ10ခွက်စီအောင်လဲစနစ်နော်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ကက်ကိုဆက်သွားနောက်တစ်ကက်မှာကျွန်တော်ဒီ၄နှစ်ကီလေထိရမယ်3ကီလေထိရမယ်အမှဆိုကျွန်တော်တို့4 5တွဲလုံးဝရှင်းနော်နောက်တစ်ကက်ဆက်သွားမယ်ဒီနှလုံးပေါင်းချင်း2ထိန်နဲ့5ခါနဲ့ပေါင်းခွန်တပွင့်တို့8ခွန်တပွင့်လျှော့6ခွန်8တွဲခွန်6တွဲအဲ့ဒီမှာဒီသုံးလုံးပေါင်းချင်း10နဲ့ဒီ9ခါနဲ့လမ်းပေါင်းဘာရ9နဲ့ခက်6ဒီ6ကတစ်လုံးထိရမှာဒီမှာခွန်6တွဲလာထိနေနော်ခွန်6တွဲလာထိနေဒါဆိုကျွန်တော်ခွန်6တွဲတိကျရရတယ်နောက်ဆက်ကြည့်ရဆိုတာဒီနှလုံးပေါင်းချင်းခွန်3ညာအဲ့မှာခွန်6တွဲဒီမှာ4 5တွဲဖြစ်တယ်လို့ဒီမှာလည်းခွန်6တွဲဖြစ်တယ်ဒီအတွဲကလုံးဝကျတယ်အဲ့လိုကျွန်တော်ကချုပ်ထားတာဖြစ်ပါတယ်နော်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ကက်ကိုဆက်သွားပါ9နဲ့ခွန်နဲ့ပေါင်းကျွန်တော်တို့6တဝင်းတို့ခွန်6တဝင်းရှော့5အဲ့မှာ6ခွန်တွဲ6 5တွဲဒီ3လုံးပေါင်းချင်း3နဲ့2နဲ့ပေါင်းကျွန်တော်တို့က5နှစ်ခါ3တလုံးထိရဒီမှာ5ထိတယ်6 5တွဲထိနော်6 5တွဲထိတယ်နောက်ကြီးဆိုနောက်ကြီးတော့ကျွန်တော်ဒီ9နဲ့ဒီ6နဲ့နှမ်းပါ5ပဲ5 3ပဲနော်6 5တွဲရလုံးဝရှင်းအပိုင်ပဲ5 6တွဲ5 6 3လို့ထွက်တာဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ကဆက်သွားပါမယ်ဒီ8နဲ့6ခါနဲ့လမ်းပေါ်4တဝင်းတို့5 4တဝင်းရှော့3 4 5 3 4 5တွဲ4 3တွဲဟုတ်နော်မနောက်တဲ့ကြီးဆိုဒီ3လုံးပေါင်းချင်း4နဲ့3ညနဲ့ပေါင်း4နဲ့အဲ့မှာ4တူတဲ့ကြောင့်ဒီ4 5 4 3တွဲလုံးဝဆင်းပြီနော်လုံးဝဆင်းအောင်အဲ့မှာနောက်ထပ်ကြီးတွေဆိုဒီနှလုံးပေါင်းချင်း1နဲ့ခက်ရှိဒီမှာ4 5တွဲနဲ့4 5 1ပြီးခါပဲဟောဘယ်နဲ့ကွာမှထိုးရအောင်4 5 1 4 5 8 4 3 1 4 3 8နော်ဒါဆိုပြီးရိုက်သွားပြီဟုတ်ကဲ့နော်ဟုတ်ပြီဒါဆိုကျွန်တော်နောက်တစ်ကက်ကိုဆက်သွားကြည့်အောင်ဗျဒီနှလုံးပေါင်းကြီးခွန်တဝင်းတို့8ခွန်တဝင်းလျှော့6ရှင်ချစ်တွဲခွန်6တွဲ
နော်ခွန်8တွဲခွန်6တွဲအဲ့ဒီမှာကျွန်တော်ဒီ3လုံးပေါင်းခြင်း3ညနဲ့ဒီကနော်ဒီမှာ9တက်လေးပဲထားလိုက်ဒီခွန်နဲ့လမ်းပေါင်းဒီ3လုံးပေါင်းခြင်း10နဲ့ဒီကခွန်နဲ့ပေါင်းခွန်လက်ခတ်3ညဒါဆိုရင်ကျွန်တော်တို့ဒီခွန်8တွဲခွန်6တွဲလုံးဝဆင်းပါအဲကြောင့်လဲဆိုဒီထီတဲ့အတွက်ကြောင့်နော်ဒီထီတဲ့အတွက်ကြောင့်ပြီးရင်ကျွန်တော်တို့ကဒီ4နောက်ပိတ်နဲ့ဒီ6ထိပ်sorry ဟုတ်တယ်4နောက်ပိတ်နဲ့ကျွန်တော်တို့ဒီ6ထိပ်နဲ့ပေါ့3ညခွန်ပဲဒါဆိုရင်ကျွန်တော်တို့ကဒီခွန်8ခွန်6တွဲလုံးဝအောင်ပါမယ်နော်လုံးဝအောင်ဟုတ်ဒါဆိုရင်ကျွန်တော်နောက်တစ်ခါဆက်သွားကြည့်ရအောင်ဒီမှာတော့ကျွန်တော်တို့ break နဲ့ဖမ်းလို့ရတယ်နော်ကျွန်တော် break နဲ့ဖမ်းလို့ရတယ်ဒီနှလုံးပေါင်းခြင်း4 5တဝင်းတို့4ကိုတဝင်းလျှော့3 4 5 4 3တွဲအဲ့ဒီမှာလေဒီ3လုံးပေါင်းခြင်း8နဲ့ကျွန်တော်တို့ကဒီ8ခါနဲ့ပေါင်းတော့6နှစ်ခါ9 6 9ထိရမယ်ဒီအတွဲနဲ့ဒီအတွဲနှစ်တွဲနဲ့ဒီကီးနဲ့ထိလိုက်တာပေါကနန်းဖြစ်ပြီနော်ပေါကနန်းဖြစ်ပြီဒီမှာဒီနှလုံးပေါင်းခြင်း4နှစ်ခါနဲ့4ကလည်းဒီမှာ4ကီးနော်အဲ့တော့ကျွန်တော်ဘာကြောင့်4 5တွဲပေးရလဲဒီ4နောက်ပိတ်ကို9နဲ့ပေါင်း3အားနဲ့ဆိုပြီးကျွန်တော်အဲ့မှာ4 5တွဲပိုင်ပေးတာအဲ့မှာ4 5 6 4 5 9နဲ့လွတ်တာဒီစနစ်ကိုဟာနော်ခုမှကျွန်တော်ချပြလိုက်တာ6 9နော်4 5 6 4 5 9ဒီစနစ်နဲ့အောင်လာတာဟုတ်ပြီနော်ဒါဆိုကျွန်တော်ဒီကစကြည့်အောင်ဗျအခုလာမယ်ကျွန်တော်တို့16ရက်8လ2026အတွက်ပေါ့နော်ကျွန်တော်15ကျင်းအတွက်လုံးဝအရေးကြီးရဲ့ကတ်လာပြီဗျဒီနှလုံးပေါင်းကြီး3တလုံးကတော့ဆင်းလို့တည်ကြတာပြီနော်ဘာကြောင့်တည်ကြလဲကိုဆက်ပြအောင်နော်3ဝင်းတို့4 3ဝင်းလျှော်နဲ့3 4 3နှစ်တွဲမိတ်ဆွေတို့4ကတစ်ချိန်2ချိန်3ချိန်4ချိန်5ချိန်ဒီဆင်းမလားနော်အဲ့ဒီအတွေးတစ်ချက်ပဲတွေးချိန်2ချိန်3ချိန်4ချိန်5ချိန်ဒီဆင်းလိုက်တာဒါဆိုရင်ကျွန်တော်တို့က3နှစ်တွဲတည်ကြသလောက်ဖြစ်သွားပြီဘာကြောင့်လဲကျွန်တော်ဆက်ကြည့်အောင်ဒီ3လုံးပေါင်းခြင်းကဒီတွဲအောင်မအောင်ဘောနော်ဒီ3လုံးပေါင်းခြင်းက8နဲ့ဒီက9နဲ့ပေါင်း8နဲ့9နဲ့ပေါင်း5 3ဒါဆိုရင်ဒီ3လေးတွဲ3နှစ်တွဲကလုံးဝကီးတဲ့ကြိုက်ပါပြီဒီတွဲကလုံးဝကြာတော့နော်လုံးဝကြာတော့အဲ့ဒီမှာဒီနှလုံးပေါင်းခြင်းကခွန်နဲ့ခတ်3ညဒါဆိုရင်ဒီစနစ်ကပြီးမယ်ဆိုရင်ကျွန်တော်တို့ကနော်ပြီးမယ်ဆိုရင်ကျွန်တော်တို့က3နှစ်ခွန်3နှစ်3ည3 4ခွန်3 4 3ညအဲ့ဒီမှာကျွန်တော်ကဒီ3နှစ်တွင်နဲ့ကျွန်တော်တို့3နှစ်တွင်နဲ့10ခွက် CD ဆွဲနော်10ခွက်လုံးဝပြီးမလို့ဟုတ်နော်ဟာဖြစ်တယ်ကျွန်တော်တို့ဒီကနန်းနှစ်ကဒီနှစ်ကွက်ကမတီးတေးကြဘူးမစင်းနိုင်ဘူးကျွန်တော်3နှစ်နဲ့စီနီယာဆွဲနော်10ခွက်စီနီယာဆွဲကျွန်တော်ကဘာကြောင့်4အားနေလဲဆို4ရက်တစ်ချိန်2ချိန်3ချိန်4ချိန်စတဲ့ထွက်သွားပြီ5ချိန်ပြီးဖို့အားနေတယ်အဲဒါကြောင့်ကျွန်တော်က3နှစ်တွဲလုံးဝကြာမှာနှစ်ကလည်းရှိတယ်နော်ကျွန်တော်စနစ်တွေရှိပြတယ်ဒါမပြတော့ဘူးနော်ကျွန်တော်မမာဝင်တွေအတွက်ကျွန်တော်ခြံထားပေးရမှာဖြစ်ပါတယ်နော်အဓိက main တစ်ကွက်ထိုးခြင်းနဲ့မေးဆွေးတာဒီဖက်
ဒီဖိုင်တွေ့တယ်ကျွန်တော်ကနန်းယူလို့ရတယ်တကွက်ထဲနော်နမောညီနမိတ်ဆွေတွေလာရောက်ပိုက်ပါကိုဆက်တွေ့ရပါတယ်တကြီးတော့ကျွန်တော်က1000ကျပ်ပဲယူရတယ်နော်အားလုံးပဲကိုလာပါကံကောင်းကြပါစေနော်ကံကောင်းကြပါစေဒီမှာကျွန်တော်အချုပ်တွေရှိတယ်ပေါ့နော်ပေါင်းချင်းအချုပ်တွေလည်းရှိတယ်ဘရိတ်တွေလည်းရှိတယ်ဘရိတ်ကတော့ကျွန်တော်ပြလိုက်အောင်ပါဗျာနော်ပြီးခဲ့တဲ့ဘက်ကလည်းကျွန်တော်တို့ဒီစနစ်နဲ့ဘရိတ်ပေါ့နော်ပြီးခဲ့တဲ့ဘက်ကကျွန်တော်ဒီစနစ်နဲ့ဘရိတ်4 9လို့ဒီနှလုံးပေါင်းကြီး6 6 5 3များဘရိတ်ဒါဆိုရင်ဒီနှလုံးပေါင်းကြီး1 3ည5ဘရိတ်ဟုတ်ပြီနော်1 3ည5ဘရိတ်1 3ည5ဘရိတ်ဆိုကျွန်တော်မိတ်ဆွေတို့3နှစ်6 1ဘရိတ်3ညဘရိတ်ဆို3နှစ်5နော်ဟုတ်ကဲ့ဒါဘရိတ်နဲ့ပတ်သက်ပြီးတော့1 3ည5ဘရိတ်ဘရိတ်3အားလုံးပဲကိုလက်ပါကံကောင်းကြပါစေကျွန်တော်ရေးလေးပါဖိုင်2မှာလည်းဒီထက်အားမတိုင်တော့လုံးဝအားမရောတဲ့တွန်းနီဆိုင်နဲ့ဆက်လာအောင်မှာဖြစ်ပါတယ်ဖိုင်2ကိုလည်းကျွန်တော်ဆက်လက်အားပေးပါနော်ကျွန်တော်တို့ဖိုင်1ဖိုင်2ဖိုင်3ဆက်လက်အားပေးပါအားလုံးပဲကျေးဇူးတင်ပါတယ်ရေးလေးပါ